တော်တင်မလားတမန်တော်ဝတ္ထုအခန်းကြီး21ကိုဆက်လက်ပြီးလေ့လာသွားမှာဖြစ်တယ်။ဆိုတော့ဒါကမတော်ခင်မေကွန်းတစ်ခုလောက်ကျွန်တော်မေးချင်တယ်ဒီမှာရှိတဲ့ညီကိုအားလုံးမေကွန်းတစ်ခုလောက်မေးချင်တယ်။တကယ်လို့လူတယောက်ကနေပြီးမှတော့တင်းကခရိယန်လို့ပြောတယ်တင်းကိုတင်းခရိယန်ဖြစ်တယ်လို့ကျွန်တော်တို့ပြောတယ်။ဒါပေမဲ့ကျွန်တော်ခရိယန်အသက်တာမှာကျွန်တော်မေးမယ်အသက်တာပြောင်းလဲခြင်းနဲ့ဆိုင်တဲ့တက်တည်ရှိလားလို့မေးလိုက်ရင်ထိုမေးခွန်းရဲ့အဖြေကိုတချို့ကသိချင်တယ်တချို့ကသိချင်လဲသိမယ်တချို့ကလည်းအသေးချာမသိလို့ပြန်မပြောနိုင်တာလည်းဖြစ်ကောင်းဖြစ်နေတိုးတော်လည်းပဲကျွန်တော်တို့ယနေ့နားလေထားရမှာကယနေ့ကျွန်တော်တို့အရောက်စီတိုင်းမှာတန်ရှင်းတော်ဝိညာဉ်တော်ဖျားပေးထားတဲ့ဝိညာဉ်တော်အမှန်တကယ်ရှိတယ်လို့ပြောလိုက်တဲ့အချိန်ကနေစပြီးမှကျွန်တော်တို့အရောက်စီတိုင်းမှာဘာရှိလဲတက်တည်ဆိုတာရှိထားပြီးဖြစ်တယ်ဒါကြောင့်ခရစ်တော်ယုံကြည်သူတယောက်အနေနဲ့ထိုတခင်နဲ့ကျွန်တော်တွေ့သွားတဲ့အချိန်ထိုတခင်ကကျွန်တော်ရဲ့အသက်တာမှာလှုပ်ဆောင်သွားတဲ့အရာရှိကိုရှိရမှာဖြစ်တယ်။ဒါကြောင့်ရှင်ပေါလုလို့နောက်တစ်ခေါက်ဒီမှာကျွန်တော်တို့ရှင်ပေါလုအကြောင်းသွားတဲ့အခါမှာရှင်ပေါလုအကြောင်းပဲပြောမှာဖြစ်တယ်။ဆိုရှင်ပေါလုကယေရုရှလင်ဆိုတဲ့တစ်ချိန်လုံးကသူကျက်စားခဲ့တဲ့နေရာကိုပြန်လဲရောက်ရှိလာမဲ့အချိန်ခါမှာဖန်စီချုပ်တောင်ခြင်းနဲ့သူခံရမယ်လို့ပြီးခဲ့တဲ့နှစ်ပတ်ကလည်းဟောပြောထားပြီးပြီ။ဒါပေမဲ့ဘလောက်ပဲသူ့ရဲ့အသက်တာမှာခက်ခဲခြင်းတွေနှောင့်ယှက်ခြင်းတွေဖန်စီချုပ်နှောင်ခြင်းတွေရှိနေပါစေခုနကကျွန်တော်တို့ပြောတဲ့တက်တည်ဆိုတဲ့အရာကသူ့မှာအမြဲတမ်းရှိနေတာဖြစ်တယ်ဆိုတော့တက်တည်လို့ပြောတဲ့အခါမှာ၃ခုပါရမယ်ဗျဘာလဲဆိုတော့ပထမတစ်ခုကကျွန်တော်တို့ရဲ့အသက်တာဒီသင်ဒီဘယ်လိုမျိုးလူဖြစ်တယ်လဲသင်ဘယ်ကလာတယ်လဲသင်ဘာကိုကိုးကွယ်ခဲ့တယ်လဲဆိုတဲ့အရင်အသက်တာပါရှိရမှာနံပါတ်1နံပါတ်2ကျတော့တဲ့တင်းရဲ့အသက်တာတွေကိုသခင်ယေရှုဘယ်လိုရောက်ရှိလာတာလဲနော်ဒါနံပါတ်2နံပါတ်3ကျတော့အဲ့လိုသခင်ခရစ်တော်ကိုမိမိရဲ့အသက်တာမှာကယ်တင်ပိုင်ရှင်ဖြစ်လက်ခံပြီးမှဆက်ပြီးမှထိုသခင်ရဲ့ကောင်းမြတ်ခြင်းကိုတခြားသူကိုပြောပြနိုင်တဲ့ဖယားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေခြင်းဆိုတဲ့နံပါတ်3ဒီ3ချက်လုံးပါမှာဘာလို့ခေါ်လဲတက်တည်လို့ခေါ်တာဖြစ်တယ်ဆိုတော့အခုကျွန်တော်တို့ယုံကြည်သူတိုင်းအတွက်အစင်တစ်ဖြစ်ရမယ့်တက်တည်ကထိုသခင်အားဖြင့်ပြောင်းလဲပြီးတဲ့တနည်းအားဖြင့်ကျွန်တော်ရဲ့အသက်တာမှာမရှိလို့မဖြစ်တဲ့အရာတခုအဲ့ဒါကသခင်ခရစ်တော်ကငါအသက်တာကိုပြောင်းလဲပြီးတဲ့ဆိုတဲ့အရာကိုတနည်းမဟုတ်တနည်းရှိရမှာဖြစ်တယ်ယုံကြည်သူမှန်ရင်ကျွန်တော်တို့အားဖြင့်သခင်ခရစ်တော်ခန့်အပ်ထားတဲ့သူ့ရဲ့သာသနာ mission ကျွန်တော်ဆက်ပြီးမှတာဝန်ယူသွားတတ်တော်သူတွေဖြစ်ဖို့လိုတယ်ဆိုတော့ပြီးခဲ့တဲ့အပတ်တုန်းက prophet အာဂဗုအားလုံးမှတ်မိအောင်လို့ကျွန်တော်နည်းနည်းလေးပြန်ပြီးမှနောက်ကြောင်းပြန်ပြမယ် prophet အာဂဗုအပြည့်တခင်ဒီမှာပေါလုကိုပါပြောလဲမတွားနဲ့ဆိုတဲ့ယူပါယုံမတွားနဲ့ဆိုတဲ့ prophet ပြုခြင်းတနည်းအားဖြင့်သူ့ကိုတားမြစ်တဲ့အခါမှာရှင်ပေါလုကသခင်ယေရှုရဲ့နာမအားဖြစ်တာသွားတာဖြစ်တယ်ဘလောက်ပဲဘလို့အခြေအနေပဲကြုံတွေ့နေပါစေသူအစဉ်သစ်ရှိတယ်ဆိုပြီးမှသူသွားခဲ့တာဖြစ်တယ်ဆိုတော့ယေရုရှလင်ကိုတပါးမျိုးသားတွေနဲ့သူရောက်ရှိသွားတဲ့အခါမှာယေရုရှလင်ကိုရောက်သွားတဲ့အခါမှာသူ့ကိုဖမ်းဆီးချုပ်နှောင်တာအချက်2ချက်ပဲရှိတယ်နံပါတ်1ကဘာလဲဆိုတော့မောရှေရဲ့တရားကိုဖောက်ဖျက်တယ်နံပါတ်1ဘာဖြစ်လဲမောရှေရဲ့တရားကိုဖောက်ဖျက်တယ်ဆိုပြီးမှသူ့ကိုစွတ်ဆွဲတယ်နံပါတ်2ကျတော့ဘာဖြစ်လဲတခြားသောလူမျိုးတခြားသောဂျန်တိုင်းတခြားသောအမျိုးသားတွေကိုမဝင်ရဘူးဆိုတဲ့ဗိမာန်တော်ထဲကိုခေါ်ဆောင်လာတယ်ဆိုပြီးမှသူ့ကိုလူအုပ်ကြီးကဖမ်းဆီးခေါ်ယုံတာဖြစ်တယ်တို့ပေမဲ့လို့ကျွန်တော်တို့အားလုံးဒီနေ့နှုတ်ကပတ်တော်ကိုဖတ်သွားတဲ့အခါမှာပေါလုဘလောက်ပဲလူအုပ်ကြီးရဲ့ခေါင်းဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံရပါစေအဲ့ဒီအထဲကနေပြီးမှဘာဖြစ်လဲရှင်ပေါလုကသခင်ခရစ်တော်ရဲ့နှုတ်ကပတ်တော်ကိုမရမကပေးတဲ့အခွင့်အရေးထဲမှာသူကအရာယူဟောပြောသွားတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ယနေ့အတူတကွလေ့လာသွားမှာဖြစ်ပါတယ်ပထမဆုံးတမန်တော်ဝတ္ထုအခန်းကြီး20အငယ်1ကနေ21ကိုကျွန်တော်တို့ကြည့်အောင်အားလုံးနှုတ်ကပတ်တော်စာအုပ်ပါမယ်ဆိုရင်ပြန်ပြီးမှဆင်ခြင်ရအောင်เนาะအဲ့ဒါမှဘာပြောထားလဲဆိုတော့ရှင်ပေါလုเนาะအဲ့ဒီအကြောင်းအရာလေးကိုကျွန်တော်တို့ဆက်ပြီးဖတ်တော့ရအောင်เนาะဒီမှာအားလုံးစင်တိပြအောင်ဖတ်မယ်เนาะတ
တမန်တော်ဝတ္ထုအခန်းကြီး20နဲ့အငယ်1ကနေ21ညီအကိုတို့တဲ့တော့ရှင်ပေါလုကဘာဖြစ်လဲညီအကိုတို့ဆိုအင်မတန်မှဒီမှာသူ့မှာအခက်ခဲရှိနေတယ်ခဏနော်ကျွန်တော်တို့မဖတ်သေးပဲနဲ့ပြောချင်ဘလောက်ပဲသူကအဖမ်းဆီးချုံအောင်သူခံနေရတဲ့အခါမှာပြောမယ်ဆိုလူတွေရဲ့တတ်ဖို့တောင်ရည်ရွယ်ထားတဲ့အနေထားမှာတော့မှဒီလူအုပ်ကြီးကိုသူဘာပြောလဲညီအကိုတို့သူ့မှာဘေးမှာရှိတဲ့အဘတို့တဲ့ကျွန်ုပ်ဒီကိုအပြစ်ဖြေစရာစကားကိုတင်တို့ရှေ့မှာယခုစဉ်တွင်ပြောစဉ်တွင်နားထောင်ပါဟုဆိုလေတော့နော်ဆက်ပြီးဖတ်တော့ဟေပြဲဘာသာအပြစ်ပြောသည်ကိုထိုသူတို့ကြီးကြားလင်တာ၍တိတ်ဆိတ်စွာနေကြဆိုတော့သူတို့နားလေတဲ့ဘာသာဟေပြဲဘာသာစကားနဲ့ပြောမယ်ဆိုယောမမှာဂရိတို့ကျွန်တော်တို့တခြားစကားတွေသုံးတယ်သူတို့လူအုပ်ကြီးထဲမှာကဟေပြဲလူမျိုးဘာသာစကားကိုနားလေတတ်ကြောတဲ့အခါမှာရှင်ပေါလုကဟေပြဲဘာသာစကားကိုပြောတယ်တဲ့နော်ဆက်ပြီးဖတ်တော့ဒီမှာနောက်ထပ်ပေါလုကကျွန်ုပ်ဒီကီလီတိပြည်တာရှုမြို့၌မွေးဖွားသောယူဒလူဖြစ်ပါ၏ဤမြို့မှာလည်းဂေါမေလျအမိရှိသောဆရာ၏ခြေရင်း၌ကျွေးမွေးခြင်းကိုခံ၍မိစင်တစ်ဆက်ကျင့်တော်တရားမိစင်တစ်ဆက်ဆိုတော့ကျွန်တော်တို့ဘိုးဘွားစင်ဆက်ကျင့်တော်တရားကိုတေချာတိနာလေစီခြင်းကဤဥပဒေကိုခံခဲ့ပါပြောချင်တဲ့အတိတ်ပဲကမင်းတို့သိတဲ့အတိုင်းပဲငါလေမင်းတို့လိုပဲတစ်ချိန်ကဂေါမေလျအမိရှိသောဆရာရဲ့တပည့်ဖြစ်တယ်တော့ငါလည်းမင်းတို့လိုပဲတင်တို့ရှိသမျှဒီယနေ့တိုင်အောင်ဖျားပင်လိုက်စိတ်အားကြီးတဲ့လူဖြစ်တယ်လို့တဲ့နော်ရှင်ပေါလုဘာပြောလဲတင်တို့ဒီဖျားသခင်ဖက်နဲ့စိတ်အားကြီးသည့်နီးသူကျွန်ုပ်လည်းစိတ်အားကြီးတယ်လို့ပြောတာဖြစ်တယ်ဆက်ဖတ်အောင်နော်ဒီမှာကျွန်တော်တို့ထိုမိန်းမတို့ကိုချီနှောင်ရထောင်ထဲမှာလောင်ထား၍အတေတက်ချင်းတိုင်အောင်ထိုဘာသာကိုညှင်းဆဲပြောချင်တာကယောက်ျားမိန်းမရှိသမျှကိုထောင်ထဲကိုထက်အတေတက်ချင်းပြုမိတိုင်အောင်အဲ့ဒီသခင်ယေရှုဆိုတဲ့ဖယားရဲ့ဘာသာပြောချင်တယ်သခင်ယေရှုကိုကိုးကွယ်တဲ့လူတိုင်းကိုညင်းဆဲခဲ့တဲ့လူဖြစ်ပြီးပြီဖြစ်ပါတယ်ဆက်ပြီးဖတ်အောင်ထိုကဲ့သို့ပင်ယစ်ပရောဟိမဆာ၍အကြီးကဲပေါင်းတို့ဒီလေကျွန်ုပ်ဒီညီကိုတို့ထံမှစာကိုခံပြီးမှပြောချင်ဓမ္မတက်မြို့၌ရှိသောထိုဘာသာဝင်တို့ကိုဒဏ်ခတ်စေခြင်းကချီနှောင်၍ယေရုရှလင်မြို့သို့ပို့မိဟုဓမ္မတက်မြို့သို့ကျွန်ုပ်ကိုတွားပါပြောချင်တာကအထက်အရာရှိတွေကကျွန်တော်ကိုစာပို့ဒီဓမ္မတက်မြို့မှာရှိတဲ့ခရစ်ယာန်တွေကိုတွားပြီးမှဖမ်းဆီးပြီးမှယေရုရှလင်မြို့ကိုပြန်ခေါ်လာဖို့ရန်အတွက်သခင်ဒီမှာသူ့ကိုစာနဲ့တကွာတွားခိုင်းထားတယ်ဆက်ဖတ်ရအောင်ဆိုတော့လမ်း၌တွား၍ဓမ္မတက်မြို့နားသို့ရောက်တော့အခါဓမ္မတက်မြို့အနီးသို့ရောက်တော့အခါတဲ့ငုံတဲ့အချိန်တွင်ကောင်းကင်ကကြီးသောအလင်းသည်ကျွန်ုပ်ပတ်လည်၌ရုပ်ကနေထွန်းတောက်ပါ၏ကြည့်အောင်နော်ဗာဆက်ဖြစ်လဲသခင်ခရစ်တော်နဲ့ဘလို့တွေ့လေကျွန်ုပ်ဒီမြေပေါ်မှာလဲနေစဉ်ဘာပြောလဲရှောလူအဘဲကြောင့်ငါကိုညင်းဆဲတနည်းကိုကျွန်ုပ်အားပြောသောစကားတန်ကိုကြားလင်ဆက်ဖတ်အောင်သခင်ကိုတော်ဒီအဘဲသူနည်းကိုကျွန်ုပ်ပြန်၍မေးလျှောက်တော်ငါကားတဲ့တင်ညင်းဆဲသောနာဇရက်မြို့သားယေရှုဖြစ်တည်းမိန့်တော်မူ၏တဲ့နော်ကျွန်တော်30ဒီကျွန်တော်နဲ့ပါတော်သူတို့ဒီထိုအလင်းကိုမြင်၍ကြောက်ရွံ့ခြင်းတို့ရောက်တော်လဲကျွန်ုပ်အားပြောတော်သူ၏စကားတန်ကိုမကြားမသိရကြထိုအခါကျွန်ုပ်ကသခင်ကျွန်ုပ်ဒီအဘယ်တို့ပြုရမည်နည်းဟုရှောက်တော်သခင်ဖျားကထား၍ဓမ္မတက်မြို့တို့တွားရောက်တင်ဆောင်ရွက်ဆရာတို့ကိုစီမံခန့်ခွဲရမယ့်အရာမို့ထိုမြို့၌ရောက်တော့အခါပြောလိမ့်မည်ဟုမိန့်တော်မူဒီနားမှာခဏရက်ကြအောင်ဆိုတော့ဒီမှာ तू ကဓမ္မတက်မြို့ကိုတွားပြီးမှခရိယန်တွေကိုတွားပြီးဖမ်းဆီးဖို့ရအတွားမှာလမ်းမှာပဲသခင်ခရစ်တော်နဲ့တွေ့တဲ့အခါမှာမြင်းပေါ်နေမှာသူဘောနော်တွေ့တဲ့အခါမှာဘယ်လို့မှမခံနိုင်ပါဘူးပြောချင်တာကသခင်ရဲ့အလင်းတန်းသခင်ရဲ့စကားတန်းသခင်ရဲ့ရှိတဲ့နေရာမှာအဲ့ဒီမျက်မှောက်တော်ဆိုတဲ့နေရာကိုရှင်ပေါလုကရောက်သွားတဲ့အခါမှာဘယ်လို့မှမခံနိုင်ပါဘူးဒါကြောင့်ဒီနေ့ကျွန်တော်တို့နားလည်ရအောင်ဒီမှာဖတ်သွားတဲ့ခုနကနှုတ်ကပတ်တော်တွေကကျွန်တော်တို့ရဲ့အသက်ပြန်လည်ပြုပြင်ခြင်းရှင်ပေါလုရဲ့ပြောင်းလဲခြင်းအသက်တာကိုပြောတာရှင်ပေါလုသခင်ခရစ်တော်နဲ့တွေ့တဲ့အခါမှာ
ဘာတွေဖြစ်သွားတယ်လဲဆိုတော့ဒီအရာကိုပဲကျွန်တော်တို့ဒီနေ့ focus ထားပြီးတော့မှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့အသစ်ပြန်လဲဖြစ်ပေါ်လာတဲ့စမ်းစစ်ရမယ့်အရာကဘာလဲဆိုတော့စစ်မှန်တဲ့ယုံကြည်ခြင်းတနည်းအားဖြင့်တခင်ဖယားအပေါ်မှာတစ္ဆာရှိခြင်းတည်တယ်ကျွန်တော်တို့ယနေ့နှစ်သိမ့်မှုကိုဖြစ်စေတဲ့အပြင်ဟုတ်လဲယုံကြည်တယ်လို့ကျွန်တော်တို့ပြောတယ်တခါတည်းမှာကျွန်တော်အသက်တာပြောင်းလဲတယ်လို့ကျွန်တော်ပြောတယ်တခါတည်းမှာကျွန်တော်တို့က born again လို့ကျွန်တော်တို့ပြောတယ်ဒါပေမဲ့ဒီနေရာမှာပဲကျွန်တော်တို့ရနေတာမဟုတ်ပဲနဲ့သူ့ရဲ့တစ္ဆာရှိခြင်းသူ့စကားကိုနာခံပြီးလိုက်လျှောက်ခြင်းနောက်ဆုံးတခင်ယေရှုထံကနေလာတဲ့ဖြောင့်မတ်ခြင်းနဲ့အတူတစ်ချိန်တည်းမှာကျွန်တော်တို့ကလွတ်မြောက်ခြင်းအခွင့်ကိုရတယ်ဆိုတာနားလည်ရမှာဖြစ်တယ်ကျွန်တော်တို့ကတခင်ခရစ်တော်ပေးတဲ့ဖြောင့်မတ်ခြင်းဆိုတဲ့ faithfulness of God ကိုကျွန်တော်တို့ယနေ့နားလည်တတ်ဖို့လိုတယ်ယနေ့ကျွန်တော်အသက်တာပြောင်းလဲတယ်တဲ့ခရစ်တော်နေရာပြောတယ်ကျွန်တော်အသက်တာမှာခရစ်တော်ကိုရသွားပြီတိုးတော့တင်းရဲ့အသက်တာမှာတခင်ခရစ်တော်ပေးတဲ့ဒီဖြောင့်မတ်ခြင်းကိုမတုံးတတ်သေးရင်ဘာမှအဓိပ္ပာယ်မရှိဘူးတခင်ခရစ်တော်ကတင့်ကိုဖြောင့်မတ်တော်သူအဖြစ်ရွေးချယ်ပြီးမှလောကထဲမှာဆက်ပြီးမှအသက်ရှင်စေခြင်းနဲ့ဆိုရင်ယနေ့ကျွန်တော်တို့ဟာဖြောင့်မတ်တော်သူတယောက်ကဲ့သို့ယနေ့ကျွန်တော်တို့တက်ရှင်တတ်တော်သူတွေဖြစ်တယ်နံပါတ်1ကျွန်တော်တို့ဒီနေ့ဘာတွေ့ရလဲဆိုယေရှုမပါတော့ဘာသာတရားကဒီနေ့ကျွန်တော်ကိုမကယ်နိုင်ဘူးဆိုတဲ့အချက်ဖြစ်တယ်ပြောချင်တဲ့အဓိပ္ပာယ်ဘာသာတရားကယနေ့ဒီမှာရှိတဲ့ညီကိုမောင်နှမတို့ကိုတိတ်ရောက်မှမကင်နိုင်ဘူးခုနကဖတ်သွားတဲ့20အငယ်3မှာဗာပြောလဲ20အငယ်3ကိုပြန်ချက်တော့ပြန်လန်ကြည့်လိုက်နော်ဒီမှာပေါလုကလည်းအကျွန်ုပ်ဒီသူတို့ပေါလုပြောခဲ့တဲ့အတိုင်းပဲနင်တို့ကိုးကွယ်တဲ့ဘာသာကိုငါကိုးကွယ်တာနင်တို့ပြောတဲ့ဒီဓမ္မဟောင်းမှာပါတဲ့မောရှေရဲ့ပညတ်ကိုလည်းငါနင်တို့ယုံကြည်တယ်လို့ပဲငါယုံကြည်တာဆိုတော့နင်တို့ကိုးကွယ်တဲ့အတိုင်းပဲငါလည်းကိုးကွယ်တာပဲဘာကွာလို့လဲတိုးတော့ငါလည်းတင်လို့လို့ပဲတိုးတော့ယေရှုဆိုတဲ့အရှင်ကငါဘဝကိုရောက်လာပြီးသွားတဲ့အခါမှာပြောင်းလဲစေတဲ့အရာကအဓိကဖြစ်တယ်ကျွန်တော်အရင်ကလို့မဟုတ်တော့ဘူးအရင်ဘာသာမဟုတ်တော့ဘူးအရင်တော့ဘာသာထဲမှာနေတဲ့လူတရားမဟုတ်တော့ဘူးခရိယန်ဖြစ်ပေမဲ့လို့ born again ဖြစ်သွားပြီဆိုတော့အသက်တာကိုကျွန်တော်နားလည်ပါဆိုတော့ယနေ့ဘာသာတရားတွေအများကြီးရှိတယ်မိတ်ဆွေနော်ကျွန်တော်တို့ဘာသာတိုင်းကကျွန်တော်တစ်ခါတည်းမှာနားထောင်ကြည့်တယ်တစ်ခါတည်းမှာကျွန်တော်တို့တွာလာရင်းနဲ့ကျွန်တော်ဘေးမှာယုံကြည်သူတွေပဲဘာပြောလဲဆိုတော့ဘာသာတိုင်းကအတူတူပဲတဲ့အဆုံးမနဲ့တွင်တင်တာအားလုံးကအတူတူပဲလို့ပြောတဲ့စကားတန်ကိုကြားတဲ့အခါမှာကျွန်တော်စိတ်ထဲမှာမကောင်းဘူးမှန်ပါတယ်ဘာသာတိုင်းဆုံးမတွင်တင်နေပဲမဲ့လို့ယနေ့ကျွန်တော်တို့တွားနေတဲ့ကျွန်တော်တို့ကိုးကွယ်နေတဲ့ကျွန်တော်တို့ယုံကြည်တဲ့အရာကဘာသာတရားမဟုတ်ဘူးအဲ့ဒါကိုကျွန်တော်ယနေ့တိဖို့တို့လည်းကောင်းပဲယနေ့ဖျားเจ้าနဲ့ကိုဝင်လိုက်တာနဲ့ဒီနေ့ဒီမှာတီးခတ်တဲ့အရာတွေတီးဆိုတဲ့အရာတွေတီးလို့တရားဟောချက်တဲ့ဒီပုံစံဘယ်လိုပုံစံတဲ့အရာတွေအရေးမကြီးဘူးတခင်ဖျားသခင်ရဲ့မျက်နာတော်ရှေ့ဆိုတဲ့ယနေ့ကျွန်တော်တို့ရဲ့ပူဇော်ပါတာခြင်းကပဲအရေးကြီးတာဖြစ်တယ်ထိုတခင်နဲ့ကတင်တကယ်မှန်ကန်မယ်ဆိုလို့ရှိရင်တဲ့တင်နှလုံးသားမှာပေါ်ပြလို့မရတဲ့ဝမ်းမြောက်ခြင်းအမှန်ကန်တင်ခံစားရမှာဖြစ်တယ်မိတ်ဆွေဒါကိုပဲကျွန်တော်ပြောချင်တာယနေ့ကျွန်တော်တို့ဘယ်လိုမျိုးကိုးကွယ်သလဲယနေ့ကျွန်တော်တို့ဘုရားသခင်ရှေ့ရောက်လာတဲ့အခါမှာဘယ်လိုပုံစံနဲ့ကျွန်တော်တို့ယနေ့စက္ကန့်နေသလဲဒါကိုအရေးကြီးတယ်ဒါကြောင့်မလို့ဘာသာရေးဆိုတဲ့အတိတ်ဘယ်ကလူသားတွေရဲ့ရှုထောင့်ကနေကြည့်တဲ့ကိုတိုင်းလှုပ်ယူလို့ရတဲ့ကောင်းမြတ်ခြင်းကိုအဖြစ်ကိုပေးတဲ့တင်ကောင်းရင်ကျွန်တော်မစိုးဘူးပြောတယ်ဘာသာကြီးကဘာပြောလဲတင်ကောင်းရင်ကျွန်တော်မစိုးဘူးကြိုးစားရင်ဘာတော့ဖြစ်တယ်လဲဖယားတောင်ဖြစ်စေတယ်ဆိုတော့ကိုကြိုက်တာကိုလှုပ်လို့ရတယ်ဆိုတော့ကိုယ့်ရဲ့တတ်နိုင်ခြင်းပုံမှာပဲသွားတာဖြစ်တယ်ဒါကဘာသာရေးကငါတို့လှုပ်နိုင်တဲ့အပေါ်မှာငါတို့ကောင်းကြည့်ရမယ်ငါတို့လှုပ်နိုင်တဲ့ငါတို့ပေးနိုင်တဲ့အပေါ်မှာငါတို့ကောင်းကြီးဖြစ်စေမယ်စသဖြင့်ဒါကမာယွင်းတဲ့အရာဖြစ်ပါပြောချင်တာမလှုပ်လို့မဟုတ်လှုပ်လို့ရတယ်တိုးတော့ခရိယန်တို့ရဲ့ယုံကြည်ကိုးကွယ်တဲ့အရာကယဉ်ဤကျွမ်းဝင်ခြင်းလို့ခေါ်တဲ့ relationship ဖယားသခင်နဲ့ကျွန်တော်တို့ကြားမှာရှိတဲ့မိတ္တဟာယကတာ၍တည်ဆောက်စရာဖြစ်စေတာမိတ်ဆွေဒါကိုကျွန်တော်တို့နားလည်ဖို့လိုတယ်အဲ့ဒါကဘုရားသခင်တာမဆခြင်းမရှိရင်ဘုရားသခင်ကကျွန်တော်အသက်တာမှာမပါခဲ့ရင်ဘုရားသခင်ကကျွန်တော်ကိုမဆွဲခေါ်ခဲ့ရင်ကျွန်တော်တို့တတ်နိုင်တာဘာမှမရှိဘူးဆိုတော့
ဖယားကိုကိုးစားတဲ့ကိုတော်မရှိရင်မဖြစ်ဘူးဆိုရယ်ယုံကြည်ခြင်းမျိုးကိုယုံကြည်သူလို့ခေါ်တာဖြစ်တယ်โอเคကျွန်တော်ယုံကြည်သူလို့ပြောတဲ့အခါမှာကျွန်တော်ဘာကိုယုံကြည်တယ်လဲရှင်ပေါလုကဘာပြောလဲယောမဩဝါဒအခန်းကြီး30 1နှစ်မှာယောမဩဝါဒအခန်းကြီး30အငယ်1နှစ်မှာဆိုဖတ်ကြည့်အောင်အငယ်1ကနေနှစ်အတိအရင်ဖတ်မှာညီကိုတော်တဲ့ဣတိလာလူတို့ဒီကိုကဲတင်တော်မူခြင်းတို့ရောက်စေခြင်းကငါဤစိတ်စေတနာအလိုရှိ၍ဖယားသခင်ကိုဆုတောင်းလေးရှိဆက်ဖတ်ရအောင်ထိုသူတို့ဒီမှန်သောတရားပညာမရှိတော်လဲဖယားသခင်ဖက်၌စိတ်အားကြီးသူသူတို့ဖို့ငါတက်တည်ခံ၏ဆက်သွားရအောင်နံပါတ်3ထိုသူတို့ဒီဖယားသခင်ဖြောင့်မတ်ခြင်းတရားကိုမတိပဲတဲ့ကိုဖြောင့်မတ်ခြင်းကိုတည်စေခြင်းကရှာကြံတော့ကြောက်ပါဖြစ်လေဖယားသခင်ရဲ့ဖြောင့်မတ်ခြင်းတရားကိုဝိုးမခံနိုင်ဘူးပြောချင်တာကဖယားသခင်ကကျွန်တော်တို့ကိုရွေးချယ်ထားတယ်ဖယားသခင်ကကျွန်တော်တို့ကိုရွေးနှုတ်ထားတဲ့အထင်းမှာဖြောင့်မတ်ခြင်းကိုကျွန်တော်တို့နာခံတတ်တော်သူတွေဖြစ်ဖို့လိုတယ်ဖယားသခင်ကကျွန်တော်တို့ကိုပေးတဲ့ဖြောင့်မတ်ခြင်းပေါ်မှာကျွန်တော်တို့ကအမိယာစုပ်ကန်တတ်တော်သူတွေဖြစ်ဖို့လိုတယ်ဆိုတော့ကျွန်တော်ဆက်ပြီးကြည့်အောင်နှုတ်ကပတ်တော်ရဲ့ရွယ်ချက်ကကြီးမားတဲ့ဖယားရဲ့အကြံစီဒါကြောင့်မလို့ကျွန်တော်တို့အသက်ရှင်ခြင်းကပုံသက်တည်အဖြစ်ဘုရားသခင်သူတို့ထံရောက်တဖြည်းဖြည်းကျွန်တော်တို့ကိုသူ့ထံကိုဆွဲခေါ်နေတဲ့ဘုရားဆိုတော့ကျွန်တော်တို့နားလည်ရမယ်လူတွေကကျွန်တော်ကိုလှုပ်တဲ့ကောင်းကွက်တွေပေါ်မှာပဲခုနကဘာသာခြားတွေလိုပဲဘုရားသခင်ကဂျင်းနဲ့မယ်တဘောချလက်ခံမယ်လို့ယုံကြည်ထားတဲ့လူတွေကများဒါမာယူနဲ့ယူဆချက်ဖြစ်တယ်လို့ဘယ်တော့မှလည်းဖြစ်လာမှာမဟုတ်ဘူးမိတ်ဆွေကျွန်တော်ပြောရဲတယ်ကျွန်တော်တို့ကကျွန်တော်ဘယ်တော့မှလှုပ်လို့ရမှာမဟုတ်ဘူးဝမ်းနေစရာကောင်းတဲ့အရာကပါလေတင်ကတရားဟောချက်တပုတ်ကြားတဲ့အခါမှာအင်မတန်ခွန်အားရတယ်အင်မတန်မှနားထောင်လို့ကောင်းတယ်ဆိုတဲ့အရာကပြီးသွားတာမဟုတ်ဘူးတလောက်လေးနဲ့မဟုတ်ဘူးမဟုတ်ပါတယ်တရားဟောချက်ကြားတဲ့အခါမှာတင်ခွန်အားရတယ်ဖခင်ခင်တမလွတ်မြောက်ခြင်းတွေကိုရတယ်မမဘူးဒါလည်းနှုတ်ကပတ်တော်ပဲဒါပေမဲ့တိတ်ပြီးမှပြောလေပြောထားမရှိတဲ့အရာကဖခင်ခင်ရဲ့ဖြောက်မှတ်ခြင်းအဲ့ဘာပါလာပြီလဲဆိုတော့တာဝန်ယူရမယ့်အကြောင်းအရာပါလာပြီတာဝန်ယူရမယ့်ဘုရားရဲ့ဖြောက်မှတ်ခြင်းအတိုင်းဘုရားသခင်ဖော်ပြတဲ့နှုတ်ကပတ်တော်အတိုင်းကျွန်တော်တို့က responsibility ကျွန်တော်တို့မှာဘုရားရဲ့ faithfulness ကိုကျွန်တော်တို့ကယနေ့ယုံကြည်သူတွေအသက်တာမှာရှောက်လန်းတဲ့အခါမှာထိုတာဝန်ယူရမယ့်အရာပြက်ကွက်ကြတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ထိုဖြောက်မှတ်ခြင်းရဲ့အရာအလုံးကိုသိရှိနားလည်ဖို့ကထိုသခင်ကကျွန်တော်တို့ကိုယဉ်ကျေးခွင့်ရအောင်အမြဲတမ်းတည်ဆောက်ဖို့ကျွန်တော်တို့လိုတာဖြစ်တယ်ထိုသခင်နဲ့ပဲကျွန်တော်တို့အချိန်ယူဖို့ဖြစ်တယ်ထိုသခင်နဲ့ပဲကျွန်တော်တို့အမြဲတမ်းဆက်သွယ်နေဖို့လိုတယ်ဒါကြောင့်နှုတ်ကပတ်တော်ကယောမဩဝါဒအခန်းကြီး1 16 19မှာဆက်ပြီးကြည့်အောင်ယောမဩဝါဒအခန်းကြီး1 16 19ငါသည်ခရစ်တော်၏ဧဝံဂေလိတရားအလုံးဖတ်အောင်ငါသည်ခရစ်တော်၏ဧဝံဂေလိတရားကြောင့်ရှက်ကြောက်ခြင်းမရှိအကြောင်းမူကားတဲ့ထိုတရားသည်ရှေးဦးစွာမှယူဒာလူနောက်၌ဟေလတလူယုံကြည်တော်သူအပေါင်းတို့ကဲတင်စေတော်ဖရာသခင်တကိုးတော်ဖြစ်၏ဆိုတော့များစွာသောယုံကြည်တွေကျွန်တော်ကြည့်တယ်ဖြောင့်မတ်ခြင်းလို့ပြောတဲ့အခါမှာဘယ်လိုပဲကြည့်လဲဆိုကိုယ့်ရဲ့ဖြောင့်မတ်ခြင်းကိုပဲကိုကြည့်တယ်အမြဲတမ်းလို့ငါတော့ဖရာနဲ့ငါနဲ့မထိုက်တန်ပါဘူးလေငါကလူကောင်းမှမဟုတ်တာစသဖြင့်အဲ့လိုမျိုးထင်တဲ့အခါမှာဘုရားသခင်ပေးတဲ့လွတ်မြောက်ခြင်းအစစ်မှန်ကိုမရကြဘူးတကယ်တမ်းဆိုဖြောင့်မတ်ခြင်းဆိုတာကယုံကြည်ခြင်းကလာတဲ့ဘုရားပေးတဲ့စုကြည်ကျူးတစ်ခုဖြစ်တယ်လို့ကျွန်တော်ခုနကပြောပြီးပြီဘုရားသခင်ကျွန်တော်တို့ကားတိုင်းမှာအသေးခံတာလည်းကားမဟုတ်ဘူးကျွန်တော်ဒီနေ့ပွဲတော်မင်္ဂလာကိုယူတယ်ကျွန်တော်တို့ဒီနေ့အပြစ်ဆေးကြောခြင်းကိုကျွန်တော်တို့ခံတယ်ဆိုရင်အပြစ်ဆေးကြောခြင်းနဲ့ဆိုင်တဲ့တာဝန်ယူမှုဆိုတဲ့ဖြူစင်တန့်ရှင်းခြင်းနဲ့ဆိုင်တဲ့ဖြောင့်မတ်ခြင်းနဲ့ဆိုင်တဲ့အရာတွေကျွန်တော်တို့တက်တာမှာယူတင်ဝတ်ဆောင်တတ်တော်သူတွေဖြစ်ဖို့လိုတယ် professional faith professional Christian professional ကြတဲ့ယုံကြည်သူတွေကျွန်တော်တို့တက်တာမှာရှိဖို့လိုတယ်မိတ်ဆွေခရစ်တော်ကိုတော့ကျွန်တော်ယုံကြည်တယ်ခရစ်တော်ပြောတဲ့အတိုင်းပဲကျွန်တော်လိုက်မလုံနိုင်သေးဘူးဆိုလို့ရှိရင်မေးခွန်းထုတ်ပါယနေ့ကျွန်တော်တို့ဘယ်လောက်ထိပြည့်ကွက်မှုရှိပြီလဲဒါကြောင့်ပြောချင်တဲ့အဓိပ္ပာယ်ကျွန်တော်တို့အပြစ်ကျူးလွန်တာကနေမှရုပ်တဲ့အဓိပ္ပာယ်တစ်မျိုးကိုကျွန်တော်ထပ်ပြောပြမယ်ဖြောင့်မတ်ခြင်းလို့ပြောတဲ့အခါမှာတချို့တွေကပြောရင်ဒါကျွန်တော်နားမလည်ဘူးဘာကိုပြောတာလဲဘလို့အသက်တာမျိုးကိုပြောတာလဲပြောချင်တဲ့အဓိပ္ပာယ်ကကျွန်တော်တို့အပြစ်ကျူးလွန်တဲ့လူတယောက်လို့ပြောတဲ့အခါမှာအပြစ်ကျူးလွန်တာဒီမှာရုပ်တရက်ရက်လိုက်တာထက်ရုပ်တရက်ငါမလုပ်တော့ဘူးငါဒါမကောင်းဘူးငါသိသွားပြီဆိုတာထက်
ထိုတခင်နဲ့ကျွန်တော်တို့ယင်းဤကျွမ်းဝင်လာအချိန်ပေးလာတဲ့အခါမှာတဲ့အပြစ်ကိုအလိုလိုရှောင်တတ်လာတယ်ဒါဖြောင့်မတ်ခြင်းရဲ့တသက်ဖြစ်တယ်အပြစ်ကိုရှောင်တတ်လာတယ်ကိုအတင်းကြီးငါတို့ဒီအရာကိုမလုပ်တော့ဘူးဆိုပြီးမှအတင်းကြိုးစားနေစရာမလိုတော့ဘူးကိုကားတာထိုးခင်နဲ့တာ၍ရှောက်လာတဲ့အခါမှာတာ၍ကျွန်တော်တို့အသက်တာကိုအနံ့လာတဲ့အခါမှာကြိုးစားစရာမလိုတော့ဘူးဒါကိုကျွန်တော်နားလည်ဖို့တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကအလိုနေရင်းနဲ့တာဝန်ယူတတ်တော်ညီကိုမောင်နှမတွေဖြစ်လာတယ်အလိုနေနဲ့ကျွန်တော်တို့မကောင်းတဲ့အရာတွေကိုငြင်းတတ်လာတယ်အလိုနေနဲ့ရှောင်တတ်လာတယ်ကျွန်တော်ရဲ့အသက်တာမှာကျွန်တော်ကိုတွေ့ပဲယနေ့ကျွန်တော်အသက်တာမှာဒီနေရာမှာကျွန်တော်ဟောပြောနေရချင်းတဲ့ကျွန်တော်ရဲ့ကိုယ်တွေ့ကဘုရားသခင်ကျွန်တော်ကိုခေါ်ဆောင်လာခြင်းအရာကဘုရားနဲ့ကျွန်တော်နဘူးတွေ့ဒုတွေ့ဖြစ်ခဲ့လို့ဖြစ်တယ်။ဒါတော့အရောက်စီဆိုင်ကိုခေစိန်ခေါ်ခြင်းနဲ့ထိုသခင်ရဲ့တာဝန်ယူခြင်းဆိုတဲ့အပေါ်မှာယနေ့ကျွန်တော်တို့ရဲကြီးအနံပါရဲကြီးကျွန်တော်တို့စက္ကပ်ပါကျွန်တော်တို့အားလုံးကအတူတူပဲဘာမှမထူးခြားဘူးကျွန်တော်တို့မှာတူညီတဲ့ပြဿနာတွေရှိတယ်ကျွန်တော်မှလည်းဒီပြဿနာရှိတယ်တင့်မှလည်းဒီပြဿနာရှိတယ်ဒီမှာထိုင်နေတဲ့ညီကိုအရောက်စီတိုင်းကပြဿနာမရှိတဲ့လူတွေလုံးဝမရှိပါဘူးဒါပေမဲ့အဖြေလိုအပ်နေတဲ့သူတွေကြီးဖြစ်တယ်မိတ်ဆွေဟုတ်တယ်မလားကျွန်တော်ယနေ့တက်တာမှာအသက်ရှင်တဲ့အခါမှာမေးခွန်းနေနဲ့ကျွန်တော်တို့အသက်ရှင်နေအဖြေလိုအပ်နေတဲ့လူတွေကြီးပဲဖြစ်တယ်အဲ့ဒါကယနေ့ကျွန်တော်သခင်ယေရှုအသွေးသွန်းလောင်းခြင်းအဖြစ်ပြည့်စုံစေတယ်ဆိုတဲ့အရာကိုကျွန်တော်ပြောချင်တာဖြစ်တယ်ဒါကြောင့်ရှင်ပေါလုကိုလူအုပ်ကြီးကဘလောက်ပဲကျင်းဝါနေပါစေလူအုပ်ပြောမယ်ဆိုရှင်ပေါလုကိုဖမ်းဆီးချုပ်နှောင်တဲ့အခါမှာလူအင်မတန်များတယ်သူကိုဖဲ့ဝိုင်းဆွဲလိုက်မှဆိုလို့အဲ့ဒီမှာရှိတဲ့စစ်သားတွေဂါဝနာကသူ့ကိုဘာလုပ်ရလဲဆိုတော့လက်ပေါ်မှာတင်ပြီးမှခေါ်သွားရတယ်ဒါပေမဲ့ရှင်ပေါလုကအဲ့ဒီလိုမျိုးလူတွေရဲ့လက်နဲ့မြောက်ထားတဲ့အပေါ်မှာတော့ဘာအခွင့်ကောင်းယူလဲဆိုတော့တိုင်မုတ်ကပတ်တော်ဝေငှဖို့ရန်အတွက်သူကအခွင့်ယူဖို့အခွင့်ကောင်းယူဖို့ကြိုးစားတယ်ဒုတိယချက်သခင်ယေရှုသည်ရန်သူများကိုပင်လိုက်လံရှာဖွေတဲ့ဘုရားဖြစ်တယ်ရန်သူကိုပင်ချစ်တဲ့ဘုရားဖြစ်တယ်သခင်ယေရှုကဒါနံပါတ်1အချက်ငါဟာအပြစ်သားတွေပဲလို့တချို့ကပြောတယ်နော်ဟုတ်ပါတယ်ယနေ့ကျွန်တော်အပြစ်သားတွေလို့ပြောတဲ့ကမှာထိုတခင်ကရန်သူတွေကိုချစ်တယ်လို့ပြောတဲ့သတင်းစကားကသတင်းကောင်းပဲမဟုတ်ဘူးလားဆိုတော့တချင်ကရှင်ပေါလုကဖျားကိုရှာတဲ့လူမဟုတ်ဘူးဖျားရဲ့လူကိုလိုက်ပြီးမှတတ်တဲ့လူဖျားကိုရှာတဲ့လူမဟုတ်ဘူးတခါတည်းမှာလူတွေကဖျားကိုတွေ့တယ်လို့ပြောတယ်ကျွန်တော်လက်မခံနိုင်ဘူးဖျားကိုလက်ခံရရှိပြီလို့ပြောတယ်အဲ့လိုမျိုးပြောတဲ့အရာကဘလို့မှမဖြစ်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ကိုနီးကိုဟာနဲ့ဖျားကိုကျွန်တော်တို့ရှာလို့မရဘူးမိတ်ဆွေထိုဖျားကကျွန်တော်တို့ကိုအတွေ့မခံမချင်းယနေ့ကျွန်တော်တို့ဒီဖျားကိုရှာလို့မရဘူးယောဟန်ခန်းကြီး6 26 29မှာယောဟန်ယေရှုကလည်းငါအမှန်ကန်ဆိုဒီကားတဲ့တင်တို့ဒီနမိတ်လက္ခဏာကိုမြင်သောကြောင့်ငါကိုရှာကြသည်မဟုတ်ငို့ကိုစား၍ဝသောကြောင့်ရှာကြ၏ပျက်စီးတတ်သောအစာကိုရခြင်းကမကြိုးစားကြနဲ့တဲ့လူသားသည်တင်တို့အားပေး၍ထာဝရအသက်နှင့်မြတည်တတ်သောအစာကိုရခြင်းကကြိုးစားကြလောထိုသားသည်ခမဲတော်ဘုရား၏တစိတ်ခတ်ခြင်းခံတော်မူသောသူဖြစ်တော်မူ၏မုတ်ကိုစား၍ဝတော်ကြောင့်ရှာတယ်တတိထားပါယနေ့ကျွန်တော်ယုံကြည်သူတွေအင်မတန်ချောင်းတယ်အင်မတန်မှတက်တာချောင်းရှိတဲ့နေရာမှာကျွန်တော်နေတဲ့အခါမှာဝလင်သောအစာကိုကျွန်တော်စားနေရတယ်အဲ့ဒီကြောင့်မို့ကျွန်တော်တို့ကအဲ့ဒီမျိုးအခြေအနေမှာရှိလို့ထိုဘုရားကိုရှာတော်သူမဖြစ်ပါစေနဲ့ကျမ်းစာကကျွန်တော်တို့ယနေ့ဖော်ပြထားတာတွေ့ရတယ်တော့ကျွန်တော်တို့ဘုရားကကျွန်တော်တို့တိတ်ချစ်တယ်သူ့ရဲ့ဖက်ကနေမှချစ်တဲ့အရာကဘယ်တော့မှပြောင်းလဲမှာမဟုတ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဘက်ကလည်းသူ့ကိုချစ်တတ်ဖို့လိုတယ်ကျွန်တော်ဘက်ကမှန်ကန်စွာချစ်တတ်ဖို့လိုတယ်လို့သူ့ကိုအမှန်တကယ်ရှာဖွေတတ်ဖို့လိုတယ်ဆိုတော့ကျွန်တော်ပြောချင်တယ်တနည်းအားဖြင့်သူ့ရဲ့ကိုယ်ကိုရှာတဲ့အပေါ်မှာယနေ့ကျွန်တော်တို့အတွေ့ခံဖို့လိုတယ်မိတ်ဆွေရှင်ပေါလုလည်းထိုဒီ၎င်းပဲတွားတာပဲတွားတဲ့အရန်ကတလန်းတွားတာဖြစ်တယ်ဆိုတော့ဘုရားသခင်ကသခင်ယေရှုကိုဒါကြောင့်ဒီမှာ
ပေါ်လူကတချိန်ကတခင်ယေရှုကိုမရှာတဲ့အပြင်ဖျားလူကိုညှဉ်းပန်းနှိပ်စက်နေမှဖျားကသူ့ကိုအတွေ့ခံတာဖြစ်တယ်လို့သူ့ကိုကယ်တင်တဲ့ဖျားအဲ့ဒီလိုမျိုးဖျားကိုယနေ့ကျွန်တော်တို့ကိုးကွယ်တာဖြစ်တယ်ယနေ့ကျွန်တော်တို့ကိုဒုက္ခတွေကနေကျွန်တော်တို့ကိုပြဿနာတွေကနေကျွန်တော်တို့ကိုခက်ခဲခြင်းတွေကနေမှကျွန်တော်တို့ကိုအတွေ့ခံတဲ့ဖျားဖြစ်တယ်ဆိုတာကိုကျွန်တော်နားလည်ရမှာဖြစ်တယ်နှုတ်ကပတ်တော်တစ်ပိုက်ကဘာထပြောလဲဆိုတော့ယောမအောက်ခန်းကြီး9 66နဲ့8မှာနောက်တစ်ခုမှာနော်ငါတို့ဒီအကျိုးနဲ့ရှိစဉ်တွင်တယောက်မှပြေဆုံးတဲ့လူမဟုတ်ဘူးဘယ်တော့မှကျွန်တော်တို့မှတယောက်မှပြေဆုံးတဲ့လူတွေမရှိဘူးအချိန်တန်ပါခရစ်တော်ဒီတဲ့မတရားတော်သူအတွက်အသေးခံတော်မူ၏ဆက်ပြီးဖတ်အောင်ဖြောင်းမတော်သူအတွက်ကြောင့်အသေးခံမဲ့သူရှားတယ်တဲ့သူတော်ကောင်းတဲ့ကြောင့်အသေးခံတော်သူရှိကောင်းရှိလိမ့်မည်မန်စေတော့ယနေ့ကျွန်တော်တို့ကောင်းနေမှာတော့ဘယ်သူကမှကောင်းတဲ့အရာတွေဘယ်သူကမှအသေးမခံဘူးလိုနေတဲ့အရာတွေကျွန်တော်တက်တာမှာအမြဲတမ်းလိုအပ်နေတဲ့အရာတွေရှိတယ်ဒါကြောင့်ဒီမှာသခင်ယေရှုကကျွန်တော်တို့အသေးခံပေးကြကျွန်တော်တို့တိတ်တန့်ရှင်းနေလို့မဟုတ်ဘူးမိတ်ဆွေကျွန်တော်တိတ်ပြီးမှတော်နေတန့်နေလို့လည်းမဟုတ်ဘူးဟုတ်တယ်ဒီနေ့ဗိမာန်တော်တဲကိုရောက်လာတဲ့အခါမှာတိစိတ်ထဲမှာငါတော့မတန့်ရှင်းဘူးဖျားနဲ့လည်းဝေးနေတယ်လို့ခံစားရတယ်ငါရှုံးနေတယ်စသဖြင့်တင်ဖြစ်ကောင်းဖြစ်နေလိုက်မယ်သို့တော့ကျွန်တော်ဒီနေ့တည်င်းကောင်းပေးခြင်းနဲ့ဘုရားကထိုသူတွေကိုအားလုံးအတွက်အမြဲအတွေ့ခံခြင်းနဲ့ဘုရားဆိုဘယ်တော့မှမမိပါနဲ့အာမင်ဒီဘုရားမျိုးကိုကျွန်တော်ကိုးကွယ်တာဖြစ်တဲ့ဖြစ်စေမိတ်ဆွေဒါကြောင့်ရှောလူတင်ပဲမှာဘယ်အဘဲကြောင့်ငါ့ကိုညှင်းဆဲတယ်လေတဲ့အဲ့လိုပြောတဲ့အခါရှောလူဒီတီးလိုက်တာကသူရှောက်နေတဲ့လမ်းယနေ့ကျွန်တော်တက်တာမှာရေးကြည့်နေတာပဲဘုရားသခင်ကကျွန်တော်ကိုရတ်တော်ဘုရားသခင်ကကျွန်တော်ကိုမလုံးနဲ့တော့ဘုရားသခင်ကကျွန်တော်တို့ကိုမင်းတော်လောက်ပြီလို့ပြောတဲ့အခါမှာကျွန်တော်တို့ယနေ့တတိယသတ္တသူတွေဖြစ်ဖို့လိုတယ်ရှောလူတည်တယ်နင်းဘာကြောင့်ငါ့ကိုညင်းဆဲတယ်ဆိုတဲ့အခါမှာရှင်ပေါလုတည်လိုက်တာကသူရှောက်နေတဲ့လမ်းဒီဘုရားနဲ့တော်တော်လေးဝေးကိုရောက်ရှိနေပြီဆိုတာကိုနောက်တစ်ခုကကဲတင်ရှင်အစစ်မှန်ကိုစန့်ကျင်နေပြီဆိုတာသိလိုက်တာနဲ့ဘုရားသခင်ကသူ့ကိုမဖြတ်စည်းဘူးသူသွားတတ်တာပဲသူသွားတတ်ဖို့သွားတာပဲဖမ်းဖို့သွားတာပဲ sorry ဆိုတော့ဖြောင်းမတော်မူသောဘုရားဖြစ်တဲ့အတိုင်းပဲယနေ့ကျွန်တော်တို့နားလည်ပါနံပါတ်1ဖြောင်းမတော်မူသောဖြစ်တဲ့ဘုရားတဲ့ကျွန်တော်တို့အတွက်ပြင်ဆင်ထားပြီးတဲ့အရာရှိတယ်အဲ့ဒါကရှင်ပေါလုကတခဏချင်းမှာရရှိသွားတာဖြစ်တယ်ဆိုတော့အချင်းတွေကလောက်ဆောင်မှုအားလုံးဒီထိုတခင်နဲ့စုံတွေ့တဲ့အခါမှာပြောင်းသွားတာဖြစ်တယ်။ဒီခါတည်းမှာကျွန်တော်လိန်ပြန်နေပါစီးတယ်ဗျ။အရှိနဲ့တော့မတူကျွန်တော်နေတာနယူးယောက်ကျွန်တော်သွားတာကထိုင်းဥပမာကျွန်တော်တခါစဉ်းစားမယ်ကျွန်တော်တို့ဒီမှာနေ့တုံးမညဆိုတော့တခါတည်းလေရင်စီးနေရင်းနဲ့တောင်မှအိပ်ပျော်သွားတဲ့အခါပြန်နိုးလာတဲ့အခါမှာဟိုဘက်နိုင်ငံရဲ့ယာတီဥတုဟိုဘက်နိုင်ငံရဲ့အချိန်တိုင်းရောက်တဲ့အခါမှာကျွန်တော်တို့မတူညီတဲ့အချိန်ကိုရောက်သွားတာဇုံကမတူတော့တို့တော့ယနေ့ဒီခန္ဓာကိုယ်ကြီးကရောက်သွားပြီဟိုနေရာကိုရောက်တော့ပြီဒီအဟောင်းမှမဟုတ်တော့ဘူးတိုးပေမဲ့ကျွန်တော်တို့တက်တာမှာထိုးရောက်သွားတဲ့အပေါ်အရာအစ်စ်ပေါ်မှာလက်ခံကျင့်သားရတော်သူတွေဖြစ်ဖို့လိုတယ်ဒါကိုကျွန်တော်နားလည်ကြအောင်နော်ဒါကြောင့်မို့သခင်ယေရှုရဲ့အသွေးတော်ဒီမှန်ကန်တယ်လို့သခင်ယေရှုရဲ့ချစ်ခြင်းမေတ္တာဒီလေလူသားတိုင်းတွေမှာမှန်ကန်တယ်ဒါကြောင့်ကျွန်တော်တို့သွားနေတဲ့လမ်းကအမြန်ဆုံးကျွန်တော်တို့ပြန်ပြီးမှလဲပါမိတ်ဆွေကျွန်တော်တို့ပြောတဲ့အခါမှာအများကြီးကျွန်တော်တို့ပြောရလိမ့်မယ်တိုးတော်ဒီနေ့ကျွန်တော်တို့ဒီမှာရှိတဲ့ညီကိုတွေမိမိရဲ့တက်တာကိုပြန်ဆင်ခြင်ပါကျွန်တော်တို့တွားနေတဲ့လမ်းကမာနဲ့မားတဲ့အပေါ်မှာပြန်ပြီးမှသုံးတတ်ပါထိုတခင်ထံမှာခွင့်လွတ်ခြင်းရှိတယ်ထိုတခင်ရဲ့ဖြောင့်မတ်ခြင်းအပြင်တစ်ချိန်အခုတည်းမှာတင်းတဲ့ကျွန်တော်တို့အကောင်းဆုံးပြင်ဆင်ပေးမှဖြစ်လို့ထိုတခင်ရဲ့အတက်တာထိုတခင်ရဲ့လက်ထဲမှာကျွန်တော်တို့အားလုံးအနန္တတော်သူတွေဖြစ်ဖို့လိုတယ်လို့နောက်တစ်ခါကျွန်တော်ထပ်ပြောချင်တယ်နံပါတ်3အချက်ကဘာလဲဆိုတော့စစ်မှန်တဲ့ပြောင်းလဲခြင်းကလူတစ်ယောက်ရဲ့အသက်တာကိုပြောင်းလဲစေစစ်မှန်တဲ့အသက်တာပြောင်းလဲမှကျွန်တော်ရဲ့အသက်တာကိုပြောင်းလဲစေမှာဖြစ်တယ်ဖြစ်စေကျွန်တော်ရဲ့နှလုံးသားထဲကနေယုံကြည်တယ်ဒီနေရာမှာရှိနေတဲ့လူတွေရဲ့နှလုံးသားထဲမှာတန်ရှင်တော်ဝိညာဉ်တော်ကတယောက်စီတိုင်းတက်တာမှာအလုပ်တယ်ဆိုလို့ရှိရင်ရှင်ပေါလုသခင်ယေရှုတွေ့တဲ့အခါသူ့ရဲ့အသက်တာလုံးပြောင်းလဲသွားတယ်ပြောင်းလဲသွားတယ်ဆိုလို့အလုပ်တည်ရတယ်နေရာတည်ရတယ်အိမ်တည်ရတယ်ကားတည်ရတာပြောတာမဟုတ်ဘူးကျွန်တော်တို့ထိုတခင်ကြောင့်ရမယ်ဆင်းရဲခြင်းဒုက္ခခြင်းဝေဒနာတွေအားလုံးလည်းခံသိခံရမယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကလိုလာနဲ့တခင်
ဘယ်လိုအခြေအနေမျိုးမှာပဲကျွန်တော်တို့ကိုပြင်ဆင်ပေးပါစေအကောင်းလည်းရှိမယ်အဆိုးလည်းရှိမယ်သို့တော့ယနေ့ကျွန်တော်တို့ဘက်ကလိုလားနဲ့လက်ခံတတ်သောနှလုံးသားကိုကျွန်တော်တို့ယနေ့ခံယူတတ်သောသူတွေဖြစ်ဖို့အစင်တစ်ဖြစ်ဖို့လိုတယ်ဆိုတော့ကျွန်တော်တို့ပြောချင်တယ်ဒါကြောင့်ရှင်ပေါလုကသူတွားရမယ့်ဒုက္ခတွေသူပြင်ဆင်မယ့်အရာတွေသူလုပ်မယ့်အရာတွေထဲမှာတစ်ခုမှတက်တာတယ်ဆိုတာမတွေ့ဘူးသို့တော့ရှင်ပေါလုဘက်ကလိုလားနဲ့လက်ခံတတ်တယ်လို့တခင်စေခိုင်းတဲ့ဘယ်နေရာမှာသူတွားမယ်လို့ပြောရဲသူ့ရဲ့လုပ်ငန်းစဉ်တစ်ခုလုံးပြောင်းသွားတာဖြစ်တယ်စဉ်းစားကြည့်တကယ်ကိုကြမ်းတတ်ပုဂ္ဂိုလ်တယောက်တကယ်ကိုတင်ကြားခြင်းကောင်းမွန်စွာတင်ကြားရတဲ့နေရာအောက်မှာကြီးပြင်းလာတဲ့လူတယောက်ယာထူးတွေလည်းကြီးမယ်ဆိုရင်ငွေရေးကြီးတွေလည်းကြီးမယ်ဆိုလို့ရှိရင်အများကြီးရှိတယ်တို့တော့တခင်ယေရှုနဲ့တွေ့တဲ့အခါမှာအသက်တာတဲ့တလုံးဝပြောင်းလဲသွားတဲ့အခါမှာဒါတွေအားလုံးသူ့မှာတစ်ခုမှမရှိတော့လုံးဝကွာခြားသွားပြီဒါကြောင့်မို့တန်ရှင်းသောဝိညာဉ်တော်ယနေ့ကျွန်တော်တို့အသက်တာတဲ့ကိုရောက်လာပြီးနောက်ပိုင်းမှာအမှန်တကယ်ပြောင်းလဲမှာပဲဆိုတော့ကျွန်တော်ပြောချင်တယ်ဘယ်သူမှဝုန်းကနေတိုင်းကနေမပြောင်းလဲနိုင်ဘူး။အော်ကျွန်တော်မနေ့ကခရစ်တော်ရဒီနေ့ကျွန်တော်အသက်တာပြောင်းလဲသွားပြီ။ဒါမပြီးသွားဘူး။ဘာဖြစ်လဲဆိုတော့အပြစ်ရဲ့သွေးဆောင်မှုအောက်မှာကျွန်တော်တို့ခဏကြာနေအောင်မှာတွားနေအောင်မှာတိုးတော့အဲ့ဒီအပြစ်ရဲ့သွေးဆောင်မှုအောက်ထဲမှာတော့ခဏပြန်ကြာတဲ့အခါမှာပြန်ချဖို့လိုတယ်။ခဏဖြစ်နေပြန်မထားဘူးပြန်ပြီးမှအပြစ်ကိုလုံနေအောင်မယ်ဆိုရင်တော့ယနေ့ကျွန်တော်တို့ဒီဖျားကိုမေးခွန်းထုတ်ဖို့လိုတယ်။ဟုတ်တယ်မလား။ဆိုတော့ကျွန်တော်အထူးနဲ့ဘုရားကိုကျေးဇူးတော်ချီးမွမ်းတယ်အထူးကျွန်တော်အင်းတော်မှာကြည့်တဲ့အခါမှာယနေ့ကျွန်တော်အားရတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တမီလက်ထက်မှာကြီးပြင်းလာတဲ့သူတို့ရဲ့အရွယ်သူတို့ရဲ့လူငယ်လေးတွေယနေ့အင်းတော်မှာပြန်မြောက်ဝန်ခံတဲ့အရာတွေကျွန်တော်တွေ့ရတယ်သူတို့ရဲ့အသက်တာမှာဘုရားကိုဆက်ကတဲ့အရာတွေသူတို့တွေ့ရတယ်။ဘုရားရဲ့အမှုတော်များမှာဒီနေ့အထိတိုင်အောင်ယနေ့တာဝန်ယူပြီးမှလက်စစ်တန်းသွားတဲ့အရာတွေကျွန်တော်တွေ့ရတယ်။ဒါတွေမကဘူးကျွန်တော်ဂီဒီယန်အကြောင်းလည်းကျွန်တော်သိတယ်။ဒီလိုမျိုးပေါ့နော်ဘုရားသခင်ကဒီလိုမျိုးလူဒီလိုမျိုးပြည့်စည်နေတဲ့လမ်းစပြောင်းနေတဲ့လူကိုတောင်မှပြောင်းလဲပေးနိုင်တဲ့ဖရာဆိုတဲ့နေရာမှာဖရာသခင်ကလှုပ်ဆောင်ခြင်းကိုလည်းလက်ခံတဲ့အလျောက်သူတို့ရဲ့အသက်တာမှာယနေ့ပြောင်းလဲမှုဆိုတဲ့အရာကအင်မတန်မှကြောက်စရာကောင်းတယ်။ဒါကြောင့်မို့ဒီအကြာတရားတွေကိုကြားရတဲ့အခါမှာယနေ့ကျွန်တော်တို့သက်တာမှာတိဆောက်တတ်တော်သူတွေဖြစ်ဖို့လိုတယ်။ဒါကြောင့်ခရိယန်ဘာသာဆိုတာကိုကျွန်တော်ပြောမယ်နော်။စိတ်ပိုင်းဆိုင်ရာသဘောတူညီချက်ရအောင်လို့ထိန်းညှိပေးတဲ့ဘာသာမဟုတ်ဘူး။စိတ်ပိုင်းဆိုင်ရာနဲ့မစဉ်းစားနဲ့မတွက်နဲ့မရဘူးစိတ်ပိုင်းဆိုင်ရာသဘောတူညီချက်ရရှိအောင်လို့ထိန်းညှိပေးတဲ့ဘာသာတရားမဟုတ်တလို့နောက်ထပ်ပါလေကိုကျင့်တရားကောင်းဖို့ဟောတဲ့ဘာသာလည်းမဟုတ်ဘူးကျွန်တော်ပြောတာထပ်ပြီးပြောမယ်နော်ခရိယန်ဘာသာဆိုတာခရိယန်ကိုယုံကြည်သောသူတိုင်းရဲ့ကိုးကွယ်တဲ့အရာခရိယန်ဘာသာလို့မပြောတော့ခရိယန်တို့ရဲ့ယုံကြည်ခြင်းဆိုတာကစိတ်ပိုင်းဆိုင်ရာသဘောတူညီချက်ကိုထိန်းညှိပေးတဲ့ဘာသာတရားမဟုတ်တလို့ကိုကျင့်တရားကောင်းဖို့အတွက်ဟောပြောတဲ့ဘာသာလည်းမဟုတ်ဘူးကျွန်တော်တို့အားလုံးရဲ့နှလုံးသားထဲမှာနေရာယူနေတဲ့တန်ရှင်းသောဝိညာဉ်တော်အားဖြင့်အတီးတီးသောအသက်တာဖြစ်တယ်မိတ်ဆွေဒါကျွန်တော်တို့ခရိယန်အသက်တာရဲ့ကိုးကွယ်တဲ့အရာပဲကျွန်တော်တို့အသက်တာမှာဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကိုအမြဲတမ်းအတီးတီးသောသူတွေဖြစ်တယ်ကျွန်တော်တို့လှုပ်ချင်တာတွေလှုပ်နေသေးလားယနေ့ကျွန်တော်တို့ပြောချင်တာတွေပြောနေသေးလားယနေ့ကျွန်တော်တို့ကြားချင်တာတွေကျွန်တော်တို့ကြားနေသေးလားပြန်ပြီးစဉ်းစားမိတ်ဆွေနောက်ဆုံးကျွန်တော်တို့ကြီးချင်တဲ့အရာတွေကိုပဲကျွန်တော်တို့ကြီးနေတုံးဆိုလို့ရှိရင်တော့တင်းတဲ့ဖျားမှာရှိတဲ့ relationship ကဘာမှသကိုးပါမှာမဟုတ်ဘူးလို့ကျွန်တော်ပြောချင်တယ်ဒီနေ့ကျွန်တော်ဖျားသခင်တန်စကားကိုမကြားရဘူးလို့လူတွေပြောတယ်ဖျားတန်ကိုကျွန်တော်မကြားရဘူးဆုတောင်းတာလည်းတစ်ခါတည်းမှာခွန်အားမရဘူးတစ်ခါတည်းမှာကျွန်တော်တက်တာမှာမပြည့်စုံနေဘူးလို့တင်းကိုတင်းဖြစ်နေတယ်ဆိုလို့ရှိရင်ပြန်ဆန်းစစ်ပါဒီနေ့ကျွန်တော်တို့ဘယ်အရာတွေအားဖြင့်ဖျားကိုချင်းကပ်နေတယ်လဲတကိုးမပါတာဘာကြောင့်လဲစသဖြင့်ကျွန်တော်တို့ပြန်ပြီးမှကိုယ့်ကိုပြန်လဲတုံးတတ်စေခြင်းဒါကြောင့်ကိုမေးခွန်းထုတ်ပါတင်းတကယ်ပဲထိုဖျားတကယ်တင်းတဲ့ကြားမှာစစ်မှန်တဲ့ relationship ရှိပြီလားစစ်မှန်တဲ့မိတ္တာဟာရရှိပြီလားပြန်ပြီးမေးခွန်းကြည့်ပါနံပါတ်၄ချက်ကဖျားသခင်ကဒုက္ခဆင်းရဲခြင်းကိုတဲ့သူ့ရဲ့ mission ထဲမှာအသုံးပြုတယ်ဒီလိုပြောလို့တခါတည်းမှာခရိယန်တရားကဘာလဲကွာဒုက္ခဆင်းရဲခြင်းတရားတဲ့ဘယ်လိုဒီဘာသာတရားကိုဒီလိုမျိုးတရားကိုငါတို့ဘာကြောင့်လေ့လာနေရတယ်ဘာကြောင့်ငါတို့ကိုးကွယ်နေရတာလဲစသဖြင့်မေးကောင်းမေးနိုင်တယ်နောက်တစ်ခေါက်ထပ်ပြောချင်တယ်တင်ကနှုတ်ကပတ်တော်ထဲမှာဘုရားရဲ့စကားကိုကြားချင်တယ်ဆိုလို့ရှိရင်နားလေရမှာကတမန်တော်ဝတ္ထုထဲမှာလေအခန်းကြီး9ခန်းလောက်မှာတမန်တော်ဝတ္ထုထဲမှာ9ခန်းလောက်မှာရှင်ပေါလုကချုပ်လောင်ချင်းခံရတဲ့အရာတွေကြီးပဲဖိလိပ္ပိခန်းကြီး1ငယ်7မှာပြောထားတယ်ဆိုတော့ထပ်ပြောမယ်နော်ဒီမှာကြည့်အောင်
ခရိယန်ဘာသာလို့ပြောတဲ့အခါမှာအားလုံးကောင်းနေတယ်အားလုံးပြည့်စုံရမယ်အားလုံးရှိရမယ်ဘုရားခင်ငါတို့အကုန်လုံးထားပြီးသားလို့ယုံကြည်ထားမယ်ဆိုရင်ဒီနေ့တင်နှုတ်ကပတ်တော်မှာဖတ်သေးလို့ပဲဖိလိပ္ပိခန်းကြီး1ငယ်7မှာညီအကိုတို့တဲ့ငါ၌ရောက်သောအမှုအရာတို့သည်ဘာဖြစ်လဲဧဝံဂေလိတရားကိုမမြစ်သားယုံတာမကပြုစုရာဖြစ်သည်ကိုတင်တို့သိစေခြင်းကအလိုရှိတယ်ဘယ်မှာရေးထားသလဲဆိုတော့ဖိလိပ္ပုမှာချုံအောင်ခြံနေရတဲ့ရှင်ပေါလုကရေးထားတာဖြစ်တယ်အချုပ်ထဲကနေပြီးမှဘာပြောလဲငါနဲ့ရောက်တော့အမှုငါခံနေရတဲ့ချီနှောင်ခြင်းအရာတို့ဒီတဲ့ငါယနေ့ရထားတဲ့ဘုရားရဲ့ကယ်တင်ခြင်းတရားကိုလုံးဝမတားမြင်ဘူးဘာတော့ဖြစ်စေလဲဆိုတော့တာ၍ပြုစု advance တာ၍တော့မှပြုစုစရာဖြစ်စေတယ်တင်တို့သိစေခြင်းကငါလို့ရှိတယ်တဲ့ဒါရှင်ပေါလုကပြောတဲ့အရာဖြစ်တယ်ယနေ့ကျွန်တော်ယုံကြည်သူတွေဒုက္ခဆင်းရဲတဲ့ရောက်တဲ့အခါမှာဘုရားကိုကျွန်တော်တို့ဒီခါတည်းမှာ short တွက်ကြတယ်သူခံရတဲ့အရာတွေတာ၍ပြုစုတယ်ဆိုတဲ့ပြည့်စုံခြင်းကိုဖြစ်စေတဲ့ရှင်ပေါလုရဲ့နှုတ်ကပတ်တော်ပဲထိုနည်း၎င်းမှာတစ်ကောခန်းကြီး1ငယ်18မှာထပ်ပြီးမှဘာပြောလဲဆိုတော့အကြောင်းမူကားဆုံးရှုံးခြင်းတို့ရောက်သောသူတို့၌လက်ဝါးကတိုင်တို့တရားသည်မိုက်သောတရားဖြစ်၏ကဲတင်ခြင်းတို့ရောက်သောအခါ၌ထိုတရားသည်သခင်ယေရှုတကိုးတော်ဖြစ်တယ်ကျွန်တော်တို့ခံရပေကျွန်တော်တို့ဆင်းရဲဒုက္ခခံရပေမဲ့လို့ကျွန်တော်မိုက်တော်တရားလို့ကျွန်တော်တို့ပြောတယ်ဒါပေမဲ့ကဲတင်ခြင်းနဲ့ဆိုင်တဲ့အခါမှာအဲ့ဒီတရားကဘာဖြစ်လဲဘုရားရဲ့တကိုးတော်ဖြစ်တယ်ဒီအကြောင်းတွေကိုပြောလို့လူတို့ချို့ကယုံညံ့တယ်မပြောဘူးမပြောရဘူးလို့ယူဆကြတယ်တို့ပေမဲ့လို့တင်စင်ကြတဲ့တမိုင်းတစ်လျှောက်လုံးမှာလူတွေကမဖြစ်နိုင်ဘူးလူတွေကဒီအကြောင်းအရာကဘယ်တော့မှဖြစ်မှာမဟုတ်ဘူးလို့ပြောဖော်ပြထားတဲ့ပိတ်ပင်ထားတဲ့ခရစ်ယာန်တို့ရဲ့ယနေ့ကိုးကွယ်တဲ့ဘုရားသခင်ရဲ့ကယ်တင်ခြင်းနဲ့ဆိုင်တဲ့အရာကတစ်ချိန်တော့ဖြစ်လေလွယ်နဲ့ဖြစ်ပေါ်လာတာမဟုတ်ဘူးသူတို့ယုံကြည်ထားတဲ့ဂျူးလူမျိုးတွေယုံကြည်ထားတဲ့ဘုရားသူတို့ထင်ထားတဲ့မေရှိယဘုရားကသူတို့ထင်တဲ့ပုံစံနဲ့လောကကိုမလာဘူးသူတို့မထင်တဲ့ပုံစံနဲ့ကားတိုင်းပေါ်မှာအသေးခံပေးတယ်ဆိုတဲ့အရာကလောကသားတွေအတွက်လုံးဝပြည့်စုံတဲ့အရှင်ပြန်ထမြောက်ခြင်းကအားလုံးကိုပြောင်းလဲစေတယ်ဆိုတဲ့အရာကတမိုင်းတစ်လျှောက်လုံးကိုပြောင်းပြန်လန်ပလိုက်တာမဟုတ်ဘူးလားဒါကြောင့်ကားတိုင်းလမ်းလို့ပြောရင်ကျွန်တော်တို့အတွက်အောင်မြင်ခြင်းဖြစ်တယ်ဆိုတာကျွန်တော်နားလည်ရမှာဖြစ်တယ်တခင်ယေရှုကားတိုင်းတာမတော်ခဲ့ဘူးတခင်ယေရှုရှင်ပြန်ထမြောက်เสียမရှိခဲ့ဘူးဆိုလို့ရှိရင်ယနေ့ကျွန်တော်တို့ကိုးကွယ်နေတဲ့ဘာသာကလည်းအလကားပဲဒါကြောင့်မလို့ထိုလက်ဝါးကားတိုင်းကြီးရဲ့ရှင်ပြန်ထမြောက်ခြင်းနဲ့အောင်ပွဲဆိုတာကိုကျွန်တော်တို့တတိယဖို့လို့တယ်ချောင်းလေးတော့ရမှာမဟုတ်ဘူးလွယ်လေးတော့ရမှာမဟုတ်ဘူးယနေ့ကျွန်တော်ယုံကြည်သူတွေစ조사စရာမလိုပါဘူးခရစ်တော်ပါတဲ့အခါမှာအလိုနဲ့ဘုရားသခင်ကကျွန်တော်တို့ကိုလှုပ်ဆောင်သွားပေးရမှာလှုပ်ဆောင်သွားမယ်ဆိုတော့ကျွန်တော်နားလေဒါကြောင့်ယနေ့ကျွန်တော်တို့ကြားနေရတဲ့တရားကယုံညံ့တဲ့လက္ခဏာနဲ့ဖြစ်နေတဲ့တရားမဟုတ်ဘူးယုံညံ့တဲ့ဘုရားမဟုတ်ဘူးယုံညံ့တဲ့လက္ခဏာလည်းမဟုတ်ဘူးဒါကြောင့်ယုံကြည်သူတွေတေချာနားထောင်စေခြင်းနဲ့ယနေ့ကျွန်တော်တို့ဒုက္ခဆင်းရဲခြင်းခံရပေမဲ့လို့ဘုံတော့ okay ဆက်ပြော sorry ကျွန်တော်ပြောမယ်ဒီယုံကြည်သူတွေတေချာနားထောင်ပါကျွန်တော်တို့ဒုက္ခဆင်းရဲခံရလို့ဘုံတော်ထင်ရှားနေတာမဟုတ်ဘူးနော်ဘုရားခင်ကဒီလိုမျိုးနေရမယ်တိခါရမယ်ခွင့်လို့ရမယ်နေချမယ်ပြောလို့ဒါမှဘုံတော်ထင်ရှားမယ်ဒုက္ခခံရမယ်ငါဘုံတော်ထင်ရှားမယ်လို့ပြောတာမဟုတ်ရှင်ပေါလုကအကျဉ်းချခံရတော့က तू အချုံနောင်ကနေလွတ်မြောက်အောင်တခါမှ तू မစဉ်းစားခဲ့ဘူးတခါမှလည်း तू မဆုတောင်းဘူးဘာကြောင့်မို့ဒီအမှုအရာမျိုးကိုရောက်နေတယ်ဆိုတော့ तू ကကောင်းကောင်းသိတယ်မိတ်ဆွေဘုရားသခင်ကဘာကြောင့်မို့ဒီအမှုအရာမျိုးမှာသူ့ကိုထားလဲဆိုတာကိုကောင်းကောင်းသိတဲ့အခါမှာ तू လောက်တာတခုပဲရှိတယ် तू နားလေထားတယ်ခတ်သိမ်းသောအရာတွေကဘုရားရဲ့အချုပ်ချာအောက်ထဲမှာပဲရှိတယ်ဘုရားသခင်ရဲ့လက်ထဲထဲမှာပဲရှိတယ်ဆိုတာ तू ကောင်းကောင်းနားလေတဲ့အခါမှာရှင်ပေါလုကအချုပ်ခံရပြီမဲ့လို့ဘုရားကိုကျေးဇူးတော်ချီးမွမ်းတယ်ဒါကြောင့်တနေ့မှရှိတဲ့ညီကိုတင်းကိုတတိပေးခြင်းနဲ့စိတ်သက်သာခြင်းကိုခံစားရလို့ဘုရားစကားကိုကြားရလို့ဆိုတဲ့အပေါ်မှာခွန်အားရတယ်ဆိုတဲ့လောက်နဲ့ကျွန်တော်တို့ကျင့်နေလို့မရဘူးမိတ်ဆွေအမှန်တကယ်တန့်ရှင်တော်ဝိညာဉ်တော်ရဲ့နှုတ်ကပတ်တော်တရားတော်နောက်ကိုအမှန်တကယ်လိုက်တဲ့အခါမှာခုနကစိတ်သက်သာရာရတယ်ခွန်အားရတယ်ဆိုတဲ့အရာကအဓိကမဟုတ်တော့ဘဲနဲ့ဘာဖြစ်သွားလဲဆိုတော့ထိုနှုတ်ကပတ်တော်ကိုပဲဒီနေ့ကျွန်တော်တစ္ဆာရှိစွာနဲ့လိုက်ရှောက်နေတော့အသက်တာပေါ်မှာပဲကျွန်တော်တို့ဥတီသွားတတ်လာတယ်ရှောက်မှတ်ချင်လာတယ်
ဖြောင့်မတ်တော်သူအတွက်အသက်တာကတော့ကျွန်တော်အသက်ရှင်ချင်လာတယ်ဒါကိုပြောတာကျွန်တော်တွားချင်တဲ့နေရာကိုကျွန်တော်လမ်းပြတဲ့မြေပုံကျွန်တော်တွားနေတာမဟုတ်တော့ဘဲနဲ့ဖျားစီကိုတွားရမယ်လမ်းပြတဲ့မြေပုံဘက်ကိုပဲကျွန်တော်တို့ဥတီတွားနေတာကိုယ့်ရဲ့မြေပုံတိုင်းမဟုတ်တော့ဘူးကျွန်တော်တို့အဲ့ဒါကိုနားလေဒါဆိုရင်တော့တင့်ရှိနေတဲ့ဘယ်လိုနေရာဘယ်လိုအခြေအနေမျိုးမှမဆိုတင့်အတွက်ဘုံတော်ထင်ရှားစရာတွေပဲဖြစ်စေဖို့လိုတယ်ယနေ့ကျွန်တော်ဒီမှာထိုင်နေယနေ့ကျွန်တော်ခဏနေဟိုအောင်သွားမယ်ယနေ့ကျွန်တော် beach ကိုသွားမယ်မနေ့ပြန်ကျွန်တော်တို့ဒီကစသဖြင့်အလုပ်တွေလုပ်နေရမယ်ဘုရားရဲ့ဘုန်းတော်ကိုထင်ရှားစေပါခံစားရတဲ့ဝေဒနာတွေကြားမှာတခါတည်းမှာလူတွေကကြရှင်းသွားတဲ့လူတွေအများကြီးရှိတယ်ဒါကြောင့်တင်ကကိုဘာကြောင့်ကျွန်တော်တို့ဒီချင်းနေမှာတွေးကြုံနေရတာလဲဘာကြောင့်ကြာနေရတာလဲဘာကြောင့်မို့ကျွန်တော်တို့ဒီနေ့လိုချင်တဲ့ຢာတွေချက်ချင်းမရသေးတာလဲစတဲ့အတွေးကြုံတွေကိုတင်ကြိုက်ချင်မှကျွန်တော်လည်းမကြိုက်ဘူးစောရတယ်လို့ကျွန်တော်မကြိုက်ဘူးကျွန်တော်လည်းဒုက္ခမရောက်ချင်ဘူးကျွန်တော်လည်းချမ်းသာချင်တယ်ကျွန်တော်လည်းအေးအေးဆေးဆေးနေချင်တယ်မဟုတ်ဘူးလားဒါပေမဲ့လို့လမ်းစားရှာမတွေ့နိုင်တဲ့အချိန်တွေလည်းကျွန်တော်တို့အသက်တာမှာကြုံတွေ့နိုင်တယ်မိတ်ဆွေတို့တော့ဒါတွေအားလုံးကဘုရားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေဖို့ပဲဖြစ်တယ်ဒါကိုကျွန်တော်တို့ရွေးချယ်ပြီးအသက်ရှင်တတ်မယ်ဆိုရင်တင့်အသက်တာမှာအမြဲတမ်းအဖြေရှိတယ်ဆိုတာကျွန်တော်အာမခံရဲတယ်ဒီကျွန်တော်စိတ်မပြတ်ပါနဲ့ထိုနည်း၎င်းမှာရှင်ပေါလုကသူရဲ့ခံရတဲ့ဒုက္ခတွေသူ့ကိုချီနှောင်ထားတဲ့တန်ကြိုးတွေကြားထဲကနေမှကြီးမားတဲ့ပြောင်းလဲမှုကြီးကိုဖြစ်ခဲ့တာဖြစ်တယ်။လွယ်လေးဖြစ်လာတာမဟုတ်ဘူး။ဒါကြောင့်ရှင်ပေါလုကငါခံရတော့မကြည့်တော့ခုပမာရေးထားဖိလိပ္ပိခန်းကြီး1ငယ်14မှာရှင်ပေါလုဘာလို့ချီးမွမ်းလဲဆိုတော့ဖယားသခင်ဖျားတဲ့ညီအကိုများတို့ဒီပြောချင်ညီအကိုတို့ငါခံရတော့ချီနှောင်ခြင်းတော့ယုံမာသောစိတ်နဲ့ကင်းလွတ်၍ကြောက်ရွံ့ခြင်းမရှိပဲတဲ့ငါခံရတဲ့အပေါ်မှာနင်တို့စိတ်မပြတ်နဲ့ငါရဲ့အခြေအနေကိုကြည့်ရင်မှနင်တို့စိတ်ဓာတ်မကျနဲ့ဘာပဲလုပ်ဖို့ပြောလဲနှုတ်ကပတ်တရားတော်ကိုတာ၍ဟောပြောဝန်ကြပါဖျားခင်အမှုတော်မြတ်ကိုတာ၍ထမ်းဆောင်ကြပါလို့ပဲပြောတာမဟုတ်ဘူးလားဒါကြောင့်ဒီမှာရှိတော်ချစ်တော်ညီကိုရောက်စီတိုင်းကိုကျွန်တော်ခွန်အားပေးခြင်းနဲ့ယနေ့ကျွန်တော်တို့ကိုးကွယ်နေတဲ့ကျွန်တော်တို့တွားနေတဲ့ကျွန်တော်ယုံကြည်သူတွေရဲ့အသက်တာကတက်တောက်တက်တာဖြစ်ရှင်မှဖြစ်မယ်မိတ်ဆွေလွယ်ချင်မှလည်းလွယ်မယ်တင်တိပိသားဖြစ်မယ်မိတ်ဆွေ Shadrach Meshach Abednego I remember the post Shadrach Meshach လွယ်လေးတယ်မြောက်ခရစ်တော်သူပဲမှာတွေ့ကြတယ် he see Jesus in the fire right ဆိုတော့ဒီမှာ Shadrach Meshach Abednego ဆိုတဲ့လူငယ်၃ယောက်ကတခင်ယေရှုကိုဘယ်မှာတွေ့ခဲ့လဲမိထဲပါတွေ့ခဲ့တာပြီးမှထိုမိထဲကနေမှသူတို့နဲ့အတူပါဖြစ်လေသူတို့ကိုအကာအကွယ်ပေးရုံမကဘဲနဲ့ထိုမိရှံတဲ့ကနေမှလွတ်မြောက်ဖို့ရန်သူတို့နဲ့အတူရှောက်တယ်ယနေ့ကျွန်တော်ညာဒီဥတုတွေပူတယ်ဆိုကျွန်တော်နေလို့ခက်သွားအရန်ပူတာပဲတလောက်ထိပူတာနေလို့မရဘူးကျွန်တော်ညာဒီဥတုရဲ့ပူပြင်းခြင်းပေါ်မှာကျွန်တော် complaint တက်ကြတယ်မိတ်ဆွေကျွန်တော်ခွန်အားပေးခြင်းနဲ့မိတ်ဆွေကျွန်တော်တို့ဖျားနဲ့နီးဖို့နေရာမှာဒီထက်မကကျွန်တော်တို့တက်တာမှာရင်းနှီးရမယ့်အရာတွေအများကြီးရှိတယ်ဒါဆိုတေချာတာကဖျားသခင်ကျွန်တော်တို့ရဲ့ကြုံနေရတဲ့အခြေအနေအားလုံးအထဲမှာကျွန်တော်တို့အတွက်ရည်ရွယ်ချက်ရှိလှုပ်ဆောင်နေတယ်ဆိုတော့ကျွန်တော်နားလည်ဖို့လိုတယ်ကျွန်တော်တို့ရဲ့ကြုံတွေ့နေရတဲ့အခြေအနေကဒီလိုရှိတယ်ဆိုရင်ဖျားမရှိဘူးလို့ဘယ်တော့မှမပြောပါနဲ့ဖျားသခင်ထိုကြုံတွေ့နေရတဲ့ကျွန်တော်တို့တွေ့နေရတဲ့အခြေအနေတွေကတခုစီတိုင်းအပေါ်မှာဘုရားသခင်ကျွန်တော်တို့အတွက်အလုံးလုံးနေတယ်ဆိုတာကိုကျွန်တော်ယနေ့သဘောပေါက်ဖို့လိုတယ်မိတ်ဆွေအာမင်နောက်ဆုံးကျမ်းစာချက်ဖိလိပ္ပိခန်းကြီး1အငယ်19နဲ့20ကိုဖတ်အောင် the last scripture for today we read for the day ဖိလိပ္ပိခန်းကြီး1အငယ်19နဲ့20မှာအဘယ်သို့နည်းဟူမူကားငါသည်အလင်းရှက်ကြောက်ခြင်းမရှိရဲရင်ခြင်းနှင့်ပြည့်စုံ၍အသက်ရှင်သည်ဖြစ်စေတေသည်ဖြစ်စေငါကိုခန္ဓာ၌ခရစ်တော်သည်အစင်မပြတ်ဂုံအတရေထင်ရှားတော်မူတကဲ့သို့ဆက်ဖတ်ယခုပင်ထင်ရှားတော်မူမျိုးငါမျော်လင့်အားကြီး၍တောင်းတသည်နှင့်အညီတဲ့တင်တို့ဆုတောင်းတစ်ဖြစ်၎င်းယေရှုခရစ်၏ဝိညာဉ်တော်မဆခြင်းဖြင့်၎င်းဤအကြောင်းအရာသည်ငါကိုကယ်တင်သောအကြောင်းအရာဖြစ်သည်ဟုငါသိ၏ယနေ့ကျွန်တော်ညီကိုမိတ်ဆွေချစ်တော်ညီကိုမိတ်ဆွေတို့ယနေ့ကျွန်တော်တို့အသက်တာမှာအင်မတန်မှအယမ်းချောင်းတယ်အယမ်းအဆင်ပြေတယ်
အထူးသဖြင့်ဒီမျိုးလူရတီရောက်လာတဲ့အချိန်ကမှကျွန်တော်အကြမ်းကြောက်တဲ့အရာကဘုရားကျောင်းမှာတချို့လူတွေမရှိတော့ဘုရားကျောင်းမှာတချို့အချိန်ပေးရတာအရာနေသွားတယ်သူတို့ရဲ့ကျန်နေတဲ့သူတို့မိသားစုတွေသူတို့အချိန်တင်ရအောင်သွားတယ်စသဖြင့်အကြောင်းမျိုးရှိပါတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ဒီခွန်အားပေးခြင်းနဲ့မိတ်ဆွေယနေ့နှုတ်ကပတ်တော်တင်းအတွက်ဖြစ်စေပါယနေ့အသက်ရှင်သောနှုတ်ကပတ်တော်ဒီကျွန်တော်တို့အတိုင်းအတွက်အရောက်စီတိုင်းအတွက်ကျွန်တော်တို့အတွက်ခွန်အားဖြစ်စေပါထိုနည်းသူတို့တင်းဆောက်တတ်တော်သူတွေဖြစ်စေပါယနေ့ကျွန်တော်ပြောတော့တဲ့ခရစ်တော်ရဲ့ဖြောင့်မတ်ခြင်းနဲ့ဆိုင်တဲ့အကြောင်းအရာကိုကျွန်တော်တို့ကယုံယုံကြည်ကြည်နဲ့လက်ခံထားတော်သူတွေဖြစ်တယ်ဆိုရင်ဖြောင့်မတ်တော်သူကဲ့သို့ကျွန်တော်တို့ယနေ့အသက်ရှင်တော်သူတွေဖြစ်စေပါငါမဖြောင့်မတ်ဘူးကွာငါလိုပါသေးတယ်ငါတော့မဖြစ်နိုင်ပါဘူးဆိုတဲ့အထက်မှာမနေပါနဲ့ဘုရားသခင်လှုပ်ပေးသွားတဲ့အရာကအားလုံးပြည့်စုံစေတဲ့အပေါ်မှာကျွန်တော်တို့ယနေ့ credit ယူတတ်တော်ကြီးကိုရောက်ဆိုင်ဖြစ်စေပါအားလုံးတူတူကမတ်တက်ရအောင်နော်အားလုံးတူတူကမတ်တက်ရကြအောင်ငါဒီအသက်ရှင်တော်အရာမှာခရစ်တော်ဖြစ်တေလင်ကတာ၍အကျိုးရှိ၏ယနေ့ကျွန်တော်ကြီးကိုမောင်သမားတို့ဒီမှာခွန်အားပေးခြင်းနဲ့ယနေ့ကျွန်တော်အသက်ရှင်တဲ့အရာမှာတကယ်ပဲခရစ်တော်အတွက်ဖြစ်ပြီလားကျွန်တော်အသက်မတည်သေးပါဘူးကျွန်တော်အသက်မတည်သေးဘူးเนาะကျွန်တော်အသက်ရှင်ရအောင်မယ်လို့ကျွန်တော်ယုံကြည်တယ်ဒါပေမဲ့ဘလောက်ပဲနေရဘလောက်ပဲအချိန်တွေကြာနေတဲ့အချိန်တွေတွေ့မှာကျွန်တော်တို့ကဘာအားဖြစ်ပဲလို့တလဲဆိုတော့ခရစ်တော်အားဖြစ်ဖို့လိုတယ်အားလို့စတောင်းကြအောင်ကျေးဇူးတင်တယ်ဖခင်ယနေ့သားသမီးတို့ရဲ့အသက်တာမှာကိုတော်ဖခင်လှုပ်ပေးသွားသောအရာအားလုံးဒီပြည့်စုံနေတယ်ဆိုတော့သားသမီးတို့နှုတ်ကပတ်တော်အားဖြင့်တည်ရတဲ့အခါမှာတကယ်ပဲခွန်အားကိုဖြစ်စေပါတယ်တိုးတော့ဒီခွန်အားဖြစ်စေတယ်ဆိုတဲ့အတိုင်းမှာပဲသားသမီးတို့အသက်ရှင်တာမဟုတ်ပဲနဲ့ကိုတော်တပါးတည်းပြီးတော်မူသောဖြောက်မှတ်ခြင်းဒီယနေ့သားသမီးတို့အရောက်စီတိုင်းအထဲကကိုတော်ထည့်ပေးထားပြီးဖြစ်ပါတယ်ထိုဖြောက်မှတ်ခြင်းအားဖြင့်သားသမီးတို့အသက်ရှင်တဲ့အခါမှာသားသမီးတို့ရဲ့ကြံရှိနေသောအချိန်တိုင်းတို့မှာမိမိကိုယ်မိမိတကယ်ကိုခရိယန်ပိတာယုံကြည်သူခရိယန်ပိတာသောခရစ်တော်နောက်ကိုအမှန်တကယ်လိုက်တော်ညီအကိုခရိယန်တယောက်စီတိုင်းဖြစ်စေဖို့သားသမီးတို့ရဲ့အထဲမှာကိုယ်တော်အလုံးလုံးတော်မူပါကိုယ်တော်မပါရင်မဖြစ်ဘူးဆိုတဲ့ယုံကြည်ချက်မျိုးနဲ့မိမိကိုယ်မိမိကြံရှိနေတဲ့အသက်တာမှာလိုက်လျှောက်တတ်တော်သူတွေဖြစ်စေဖို့ကိုယ်တော်လမ်းပြအုပ်ဆိုးတော်မူပါအထူးပဲကိုယ်တော်ဖျားယနေ့သားသမီးတို့ပြီးသွားတဲ့အခါမှာလည်းသားသမီးတို့ပြင်ဆင်ထားတဲ့ဤနေ့လေစာပေါ်မှာလည်းကိုယ်တော်အတူရှိတော်မူပါကိုယ်တော်ဤစားတောက်စားခြင်းအဖြစ်သားသမီးရဲ့ခန္ဓာကိုယ်မှာကုန်ခန်းသွားတဲ့အရာတွေအတွက်ကိုပြန်လဲဖြည့်ပေးတဲ့အခါမှာဘယ်တော့မှပကုံခန်းသွားနိုင်သောဝိညာဉ်တော်တကိုးကဲ့သို့သောအရာမျိုးလက်ခံရရှိစေဖို့အတွက်သားသမီးတို့စားသုံးမဲ့အရာတွေအားလုံးဒီလဲကိုတော်အားဖြစ်တာဖြစ်စေတော်မူကျေးဇူးတင်တယ်ဒီနေ့ဒီညမှာရောက်ရှိလာတဲ့ညီကိုအရောက်စီတိုင်းတာမကမရောက်လာနိုင်တော့ညီကိုအရောက်စီတိုင်းပါလေတရားဆုတောင်းပေးပါလေကိုတော်တို့ရဲ့ရှိတဲ့နေရာသူတို့ရဲ့တွားနေတဲ့နေရာမှာကိုတော်ကိုဒီယာကိုတော်နဲ့အတူရှောက်လန်းနိုင်တော့သူများဖြစ်စေဖို့ကိုတော်မာစာပေးသနာတော်မူပါကျေးဇူးတင်တယ်ဖပါဗျာဒီနေ့တာရီမျိုးဒီမှာရှိတဲ့အခါမှာတာရီမျိုးဒီနေရာကိုရောက်လာတဲ့အခါမှာကိုတော်ရဲ့နှုတ်ကပတ်တော်ကိုကြားရုံတသက်မဟုတ်ဘဲနဲ့မိမိရဲ့အသက်တာမှာဖြောက်မြတ်စွာအသက်ရှင်တတ်တော်သူတွေဖြစ်စေဖို့ကိုတော်ပို့ဆောင်လမ်းပြအုပ်ဆိုးပါမိအကြောင်းတပါးဒီတော်သားတော်ခင်ရှုခရစ်နာမနဲ့ဆုတောင်းဆက်ကပ်၍မိမိတို့ရဲ့ကြံရှိနေတဲ့အသက်တာကိုကိုတော်ထံမှာအနံပါတယ်ဖပါဗျာအာမင်အာမင်အရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေအာမင်